The King Critopia, Genodogo, Korean Teo Nene, သူ့ရဲ့နောက်လိုက်တပည့်အနေနဲ့ဖျားရဲ့သားသမီးတို့အနေနဲ့ဘလို့ရှင်သန်ရမလဲဆိုတာကိုဒီကနေ့ကိုချင်းတရားပိုင်းဆိုင်ရာတွင်သင်မှုနဲ့ပတ်သက်ပြီးတဲ့နောက်သင်တို့ဟာတဲ့ဖာရီရှဲတွေကျမ်းတက်ဆရာတွေရဲ့အကျင့်ထက်မသာလွန်လို့ရှိရင်ကောင်းကင်ကိုမရောက်နိုင်ကောင်းကင်ကိုရောက်ဖို့အတွက်တူချင်းတန်ရှင်းစင်ကြယ်တဲ့ဘဝအသက်တာမှာရှင်သန်ရမယ်လို့ဆိုလိုနေတာအဲ့ဒီတန်ရှင်းစင်ကြယ်တဲ့ဘဝမှာပါရမီတွေကျင့်ဖို့လိုတယ်ပါရမီဆိုတာကဘာနဲ့တိုင်းထွာတာလဲပါရီရှဲတွေကျမ်းတက်ဆရာတွေအတွက်ကတော့ကျင့်ကျမ်းတွေတရားဥပဒေတွေကိုအပြင်ပဝိနည်းဖြည့်ယုံနဲ့ပြီးတယ်ပေါ့အားဒါဆိုရင်ပါရမီရှိတာဒီလူကသီလကောင်းတာလို့အမှတ်တိုင်းထွာတယ်ဒါပေမဲ့သခင်ခရစ်တော်ဘုရားအတွက်အဲ့ဒီလိုမဟုတ်ဘူးအပြင်အပထဲသင်ရဲ့စိတ်နှလုံးသားအတွင်းအသက်ကိုကြည်တာဖြစ်တယ်သင်ရဲ့နှလုံးသားဘယ်လိုနေလဲဆိုတာဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာမသွန်သင်တဲ့အရာ new teaching သစ်သောသွန်သင်မှုတွေကိုသခင်ဖျားကဒီနေ့ကျွန်တော်တို့ဟာချပြတယ်မလို့ကြားခဲ့ဘူးတယ်လူအသက်ကိုမတတ်ရဘူးဟုတ်ပါတယ်ဒါပေမဲ့တကယ်ကိုထိလက်ရောက်သွားတတ်တာထက်မင်းရဲ့အတွင်းစိတ်နှလုံးသားထဲကနေအရင်ဆုံးဖြစ်လာတဲ့အရာကိုချိုးနှိမ်ပါဖယ်ရှားပါတဲ့အဲ့တော့ကျွန်တော်တို့အားလုံးသိတယ်လူသက်မှုဘယ်ကနေစတယ်ဒေါသအမျက်ကနေစတယ်အဲ့တော့အတွင်းစိတ်နှလုံးသားမှာကျွန်တော်တို့မှာဒီလိုစိတ်ရိုင်းနေဝင်လာပြီဆိုရင်အပြုအမူကလိုက်လာလေးရှိတယ်အဲ့တော့ဒီမှာဒေါသအမျက်ဆိုတဲ့နော်ကျွန်တော်တို့ရဲ့စိတ်ခံစားမှုနဲ့ပတ်သက်ပြီးတဲ့နောက်တပါးသူကိုထိခိုက်မိတတ်ကြတယ်အပြောဆိုမှာပေါင်းသင်းဆက်ဆံခြင်းမှာဒါကြောင့်သခင်ဖျားအတွက်အပြင်ပအပြုအမူထက်စိတ်နှလုံးသားကပိုးပြီးတဲ့နောက်အရေးကြီးတယ်ဆိုတာပါရမီဟာသီလဟာတကယ်ကောင်းမြတ်ခြင်းဟာအတွင်းစိတ်နှလုံးသားကနေဖြစ်ပေါ်လာတာဖြစ်လို့ဒီအမုန်းစိတ်နဲ့ကျွန်တော်တို့စိတ်မဆိုးမိဖို့ပါကျွန်တော်တို့တပါးသူကိုပေါင်းသင်းဆက်ဆံတဲ့အခါမှာလဲကဲ့ရဲ့တဲ့အကြည့်မျိုးအပြောဆိုမျိုးအခေါ်ခေါ်မျိုးအယူလို့တော့မခေါ်နဲ့ကျွန်တော်တို့တွေဒီနေ့ကိုညီကိုမောင်နှမအတိုင်းဝိုင်းမှာထိခိုက်နေနာစေတဲ့အပြုအမူတွေအပြောဆိုတွေအဲ့ဒီຢာတွေမတိုင်ခင်မှာကျွန်တော်ရဲ့အတွေးကအရင်စတာပါအဲ့တော့အတွေးကတူတယောက်နဲ့ပတ်သက်ပြီးတဲ့နောက်မကြည်ပြူတော့ဘူးဆိုရင်ကျွန်တော်ရဲ့အပြင်ပအပြုအမူတွေကလည်းအဆင်ပြေမှာမဟုတ်ဘူး။နောက်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားကိုဂရုစိုက်ပါမိမိရဲ့အတွင်းစိတ်နှလုံးသားမှာတန့်စင်နေဖို့အတွက်ကျွန်တော်အမြဲတမ်းဖျားနဲ့ပေါင်းဆက်ဖို့လိုအပ်ပါတယ်တဲ့ဖျားရှင်ရဲ့ကျေးဇူးတော်လိုအပ်တယ်ဒါကြောင့်ဒေါသမထွက်ဘူးတဲ့သူတယောက်မှမရှိပါဘူးကျွန်တော်အပါဝင်လူတိုင်းဒေါသအမျက်ဆိုတာထွက်တတ်ကြပါတယ်ကိုယ်အကြိုက်သူ့အကြိုက်မတူတဲ့အခါတွေကိုယ်လှုပ်ရက်တွေစန့်ကျင်ဘက်ပြောဆိုပြုမှုတဲ့အခါတွေမှာဒါတွေကကျွန်တော်ညှိနှိုင်းရမယ်ဆိုတဲ့နော်သင်ခန်းစာကိုလည်းသခင်ဖျားကပြန်ပြီးတဲ့နောက်ပြောနေပါတယ်မင်းဖျားကိုချစ်ပါတယ်ပြောပြီးတဲ့နောက်ညီကိုပေါတော်မနဲ့စကားမပြောဘူးအစင်မပြေဘူးဆိုရင်ဒါဟာမှားနေပြီတတိပြုဖို့ဒါကြောင့်မလို့မင်းရဲ့ပူဇော်သက်ကာယကိုဖျားเจ้าကိုယူလာတဲ့ပလင်ပေါ်မှာတည်လာတဲ့အချိန်မှာကိုညီကိုမောင်တော်မတူတယောက်နဲ့တဟဇာတာမရှိဘူးရန်ဖြစ်ထားတဲ့စကားမပြောနိုင်ဘူးမကြေအေးနိုင်ဘူးဆိုရင်ခဏပူဇော်သက်ကာကိုထားပြီးတော့မှပြန်ပြီးတော့ကြေအေးအောင်ရေလုပ်ပါဒီနေ့ကျွန်တော်တို့ဘဝတူနော်ခီးသွားပေါ်တွေအချင်းချင်းထိမိခိုက်မိပုံမိတိုက်မိလိမ့်မယ်သို့တော်လဲဒီဥစ္စာကလူရဲ့သဘောတဘာဝဖြစ်တတ်တဲ့အရာဆိုပြီးတော့ဥပက္ခပြုဖို့မဟုတ်ဘဲနဲ့
ကျွန်တော်တို့ပြန်လဲပြီးတဲ့နောက်တင့်မြတ်တာအောင်စီယုံဖို့ပြန်လဲကြည်အေးဖို့ဖွင့်တောင်းပန်ဖို့ခွင့်လွတ်ဖို့အင်မတန်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုသခင်ဖျားသွန်သင်တာဖြစ်တယ်။ဒါကြောင့်ဒီကနေ့မိမိရဲ့အတွင်းစိတ်နှလုံးသားမှာချီနှောင်မှုတွေရှိနေတယ်မခွင့်လွတ်ခြင်းတွေရှိနေတယ်ချုပ်နှောင်ခြင်းတွေရှိပြီးတဲ့နောက်ဖျားကိုတော့ကျွန်တော်တို့ချစ်ပါတယ်ပြောပြီးညီကိုမောင်နှမအပေါ်မှာစိတ်နှလုံးညစ်ပတ်နေတယ်ချီနှောင်ထားတယ်ဆိုရင်သင်ဟာလူလိမ်လူညာပဲရှင်ယောဟန်ကကျွန်တော်တို့ကိုအဲ့လိုတတိပေးတယ်။နောက်ဒါကြောင့်ကျွန်တော်အငယ်ဆုံးသောညီကိုတူဦးတယောက်ကိုကျွန်တော်တို့ဂယုမဆိုင်ဘူးလစ်လျရှုမိလိုက်တယ်။နောက်တစ်ခါတလေမှာကျွန်တော်တို့ကလူဘလူနဲ့မှစကားမပြောတာအေးပါတယ်ဆိုပြီးတဲ့နောက်တယောက်ကိုမှဂယုမဆိုင်တော့ဥပခါပြုဒါဒီလေမုန်းတာတဲ့ပို့ဆိုးပါရဲ့ indifference သူ့ရဲ့ဖြစ်တည်နေခြင်းကိုတော့အသိအမှတ်မပြုတော့တဲ့သဘောနောက်ဒါကြောင့်ဒီလိုမျိုးအခြေအနေမှာလဲကျွန်တော်တို့ရှိတတ်တယ်ဆိုတာကိုလည်းပြန်သတိပြုပြီးတဲ့နောက်ကိုအတွင်းစိတ်နှလုံးသားမှာချီနှောင်ထားတဲ့အရာဝန်တော့ဝန်ပိုဖြစ်စေတဲ့အရာတခါတလေမှာကျွန်တော်တို့ကဒေါသထွက်လိုက်တယ်သူများကိုထိခိုက်တယ်ပဲယူဆကြတယ်တကယ်တမ်းတော့တပားသူကိုထိခိုက်တဲ့အန်ဒီရဲ့ထက်မိမိကိုပိုးပြီးတဲ့နောက်ပြက်လို့ပျက်စီးဖြစ်သွားစေတယ်ဆိုတာကျွန်တော်တို့ပြန်သတိပြုမိတယ်အဲဒါကြောင့်ဒေါသထွက်တဲ့ဒေါသကြီးတဲ့သူကိုယောဂရှာတာတဲ့အတူတူပဲလို့ဆိုလို့ရှိတယ်ဒေါသကြီးတဲ့လူနှလုံးယောဂရမယ်ဒေါသကြီးတဲ့သူသွေးတိုးတယ်ဒေါသကြီးတဲ့သူအစာရေယောဂရတယ်ဆိုဒါတွေဒီဒါရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးရှုတော့ပို့ဆိုတာကကျွန်တော်တို့ရဲ့ဝိညာဉ်ကိုပို့ပြီးတဲ့နောက်လေးလံထိုင်ပိုင်းပြီးဖျားနဲ့ပေါင်းသင်းဆက်ဆံခြင်းကိုပို့၍ဝေးကွာစေတယ်ပြက်ပြဲစေတယ်ဒါကြောင့်ဒေါသထွက်တဲ့သူဖျားဆုတောင်းတယ်ဆိုတာတော့အိတ်တော့အစင်မပြေလောက်ဆုတောင်းလို့လည်းရပါမဟုတ်နော်ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အတွင်းစိတ်နှလုံးမှာညှိတွယ်နေတဲ့ဒေါသစိတ်ကကိုချီနှောင်ထားတယ်ဆိုရင်ဝန်တုပ်ဖြစ်စေတယ်ဆိုရင်ကိုရရှင်ဖျားတပည့်တော်ရဲ့နှလုံးသားမှာဤဒေါသအမုန်းမိစားတွေကိုဖယ်ရှားပေးပါလို့ဆုတောင်းရင်လွတ်မြောက်သောလွတ်လပ်သောဖျားရဲ့သားသမီးဘဝအခြေအနေကိုဆက်လက်ရှင်သန်သွားကြရအောင်ကျမ်းနာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ